ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ electronic ပစ္စည်းတွေအားလုံးဒီပါမှာမတိမတာနဲ့အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါက capacitance ပါပဲကဲဒီအကြောင်းကိုအတူတူလေ့လာကြည့်ကြအောင်ကင်မရာတစ်လုံးနဲ့တပ်ဖုံရိုက်လိုက်တဲ့အခါဖြတ်ဆိုပြီးလင်းထွက်လာတဲ့မီးအဲ့ဒီလောက်ဆူးတဲ့လင်းထွက်စွမ်းရည်တွေကဘယ်ကလာတယ်လို့ထင်ပါတယ်လဲဘက်ထရီကနေတိုက်ရိုက်လာတာတော့မဟုတ်ဘူးရအဖြေကဟုတ်ပါတယ် capacitance ဆိုတဲ့အန်အောစရာသဘောတရားထဲမှာပဲရှိနေတာပါဒီနေ့မှာတော့ capacitor ဆိုတဲ့တင်းငယ်တဲ့စွမ်းရည်ပုံလေးတွေအကြောင်းကနေစပြီးသူတို့ကစွမ်းရည်ကိုဘယ်လိုအားသွင်းဘယ်လိုပြန်ထုတ်လို့တလဲဆိုတာကိုဆက်လေ့လာကြမယ်ပြီးရင်တော့ပတ်လန်တစ်ခုရဲ့အမြန်နှုန်းကန့်သက်ချက်ရာရည်နဲ့တည်ငြိမ်အခြေအနေဆိုတာတွေကဘာလဲဆိုတာကိုကြည့်ပြီးနောက်ဆုံးပါတော့ဒီ capacitor တွေကို electric ဘဝမှာဘယ်လိုသုံးနေကြသလဲဆိုတာနဲ့ဆုံးသက်သွားမှာဖြစ်ပါတယ်ကဲအရင်ဆုံးတော့ဒီတင်းငယ်တဲ့စွမ်းရည်ပုံလို့တင်စားခေါ်တဲ့ capacitor ဆိုတာဘာလဲဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကိုအခြေခံကြလေ့လာကြည့်ကြရအောင်ရိုးရိုးရှင်းရှင်းလေးပြောရရင် capacitor ဆိုတာကလက်စစ်စွမ်းအင် sandwich တစ်ခုလိုပါပဲလက်ခုပစ္စည်းပြားနှစ်ခုကြားထဲမှာလက်ကပစ္စည်းတစ်ခုကိုညှပ်ထားတာပါသူ့ရဲ့အဓိကအလုပ်ကတော့လက်စစ်စွမ်းအင်ကိုမမြင်ရတဲ့လက်စစ်စက်ကွင်းတစ်ခုအနေနဲ့ခဏသာတူလောင်ထားပေးဖို့ပါပဲဒီပုံကိုကြည့်လိုက်ရင် capacitor တစ်ခုရဲ့အခြေခံတိစောက်ပုံကိုရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်။ဟောဒီမှာမျက်နှာချင်းဆိုင်ထားတဲ့လက်ကုပြားနှစ်ခုတစ်ခုမှာအဖို့တက်တွေစုနေပြီးနောက်တစ်ခုမှာအမတက်တွေစုနေပါတယ်။အဲ့ဒီကြားထဲကလက်ကပစ္စည်းကသူတို့နှစ်ခုကိုထိမသွားအောင်တားထားပေးတယ်။အဲ့ဒီလိုတားထားရင်းနဲ့ပဲသူတို့ကြားမှာစွမ်းနေပြည့်နေတဲ့လက်စစ်ဆက်ကွင်းကြီးတစ်ခုဖြစ်ပေါ်လာတာပေါ့။ capacitor တစ်ခုကစွမ်းရင်ဘယ်လောက်ထိထိုးလုံလိုက်မလဲဆိုတာကိုအဆုံးဖြတ်ပေးတဲ့အဓိကချက်၃ချက်ရှိပါတယ်။ပထမတစ်ခုကလက်ခုပြားတွေရဲ့မျက်နှာပြင် area ပါရှင်းရှင်းလေးပါပန်းကန်ကြီးရင်အစာပိုဆန့်တယ်လို့ပေါ့ဒုတိယကတော့ပြားနှစ်ခုကြားကအကွာဝေးပါသူတို့ကပူနီးလေတွေစွန့်ရင်ပိုထိထန်နိုင်လေပဲနောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ကြားတဲ့ကလက်ခပစ္စည်း dielectric ရဲ့ permittivity ပါဒါကလက်စစ်ဆက်ကွင်းကိုအားပေးကူညီနိုင်တဲ့သူရဲ့ဂုဏ်သတ္တိပေါ့ဒီအချက်ကတကယ်ကိုအရေးကြီးပါတယ်ပြောရရင်လက်ခုပြားနှစ်ခုကြားကဒီလက်ခပစ္စည်းdielectric က capacitor တစ်လုံးရဲ့စွမ်းဆောင်ရည်ကိုအဓိကဆုံးဖြတ်ပေးတယ်လို့တော့ပြောလို့ရတယ်။ဒါကြောင့်လဲ engineer တွေကလိုချင်တဲ့ capacitance ကိုရဖို့အတွက်ဒီပစ္စည်းကိုတေးသေးချာချာရွေးချယ်ရတာပါ။ကဲ capacitor တစ်လုံးဘယ်လိုတိစောက်ထားလဲသိပြီဆိုတော့သူ့ရဲ့အဓိကလှုပ်ဆောင်ချက်ကိုကြည့်ကြရအောင်။စွမ်းကိုဘယ်လိုအားဖြည့်ပြီးလိုအပ်တဲ့အချိန်မှာဘယ်လိုပြန်ထုတ်သုံးတယ်လဲဆိုတာပေါ့။ capacitor တစ်ခုမှာစွမ်းရင်ဘယ်လောက်တူလောင်ထားလဲဆိုတာကိုဒီညီမချင်းတွေကပြောပြနေတာပါ။အထူးသတိထားကြည့်ရမယ့်အချက်ကတော့VOR VO နှစ်ထပ်ကိန်းတင်ထားတာပါပဲအဲ့ဒါဘာကိုဆိုလို့တလဲဆိုတော့ VOR ကို20တိုးလိုက်တာနဲ့တိုးလောင်နေတဲ့စွမ်းရည်က20မဟုတ်ပဲ40အထိခုန်တက်သွားတာကိုပြောတာပါဒါကြောင့် VOR နန်းနန်းလေးတဲ့ယုံနဲ့စွမ်းရည်အများကြီးကိုထိန်းထားနိုင်တာပေါ့ဒီ slide မှာ capacitor ရဲ့အားသွင်းအားထုတ်ပုံကိုဇလန်တပုတ်လိုဟင်းအောင်ကြည့်လို့ရပါတယ်ဘယ်ဘက်ကအားသွင်းတဲ့ပုံကိုကြည့်အစပိုင်းမှာ capacitor ကပိုက်ဆနေတော့လက်စီအနီရောက်လိုက်အများကြီးကိုအမြင့်ဆုံးဆုပ်ယူလိုက်တယ်။တဖြည်းဖြည်းပိုက်ပြလာလေဆုပ်ယူတဲ့နှုံကကျသွားလေပဲ။ညာဘက်ကအားထုတ်လွတ်တဲ့ပုံမှာကျတော့တိုးလောင်ထားတဲ့ဆွဲနေအားလုံးကိုအရှင်နဲ့ပြန်ထုတ်လွတ်လိုက်တာမို့ for arrow လက်စီရောတပြိုင်တည်းထိထိုးကျသွားတာကိုတွေ့ရမှာပါ။အခုနကအားသွင်းတာအားထုံးတာတွေကချက်ချင်းကြီးမဖြစ်သွားဘူး။အချိန်တခုယူရတယ်ဆိုတာတတိထားမိကြမှာပါ။ဒါပေမဲ့ဘလောက်ကြာတယ်လဲဆိုတဲ့မိခွန်းကအရေးကြီးလာပြီ။အဲ့ဒီအဖြေက time constant ဆိုတဲ့ user ထဲမှာရှိနေပါတယ် time constant သူကိုဂရိအခရာထော်နဲ့ဖော်ပြလေးရှိတယ်ဒါကပတ်လန်တစ်ခုရဲ့အားသွင်းအားထုတ်နှုန်းကိုတိုင်းတာတဲ့အချိန် unit တစ်ခုလိုပါပဲတန်းရကလည်းလွယ်ပါတယ်ပတ်လန်ထက်က resistance R နဲ့ capacitance C ကိုမြောက်လိုက်ရုံပဲလွယ်မရရင်ထော်တန်မှုကြီးရင်အားသွင်းတာနည်းမယ်တိုင်ဖို့တီးရင်တော့မြန်မှာပေါ့ဒီ time constant ကိုပို့ပြီးနားလည်လို့အောင်ပြောရရင်ဒါကပတ်လန်တစ်ခုရဲ့အမြန်နှုန်းကန့်သက်ချက်လို့ပဲတင်စားလို့ရတယ်။သူကပတ်လန်တစ်ခုကပြောင်းလဲမှုတွေကိုဘယ်လောက်မြန်တုံမြန်နိုင်တယ်လဲဆိုတော့ကိုထိန်းချုပ်ပေးထားတာပါ။ electronics မှာဒီ time constant နဲ့ပတ်သက်ပြီးလက်တွေ့ကျတဲ့စီးမြင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့5 tau ပါပဲ။ဒီကိန်းကဏန်းလေးကိုမှတ်ထားလိုက်ပါ။ဘာကြောင့်လဲဆိုတာကိုနောက်မှဆက်ရှင်းပြပါမယ်။ကဲဘာကြောင့်5-4ကအရေးကြီးတာလဲဆိုတော့engineer တွေအတွက်ဒါကပြီးပြီလို့သတ်မှတ်ချက်မှတ်တိုင်တစ်ခုလိုဖြစ်နေလို့ပါပဲ။ time constant 5ဆကြာသွားပြီဆိုရင် capacitor တစ်လုံးဟာ99% ကျော်အားပေးသွားပြီ။ဒါကြောင့်လက်တွေ့မှာတော့အားအပြည့်လို့ပဲသတ်မှတ်လိုက်ကြတော့တာပေါ့။ပတ်လန်းတစ်ခုရဲ့အချင်းကိုတွက်ချက်တဲ့အခါမှာဒါကအရန်ကိုအသုံးဝင်တဲ့နီလန်းတစ်ခုပါပဲ။ပတ်လန်းတစ်ခုကိုခလုတ်ဖွင့်လိုက်တဲ့အခါရေကန်လေးကိုကြောက်ခက်ထလုံးပစ်ချလိုက်သလိုပါပဲ။အစမှာတော့လိုင်းကရက်လေးတွေထားပါမယ်။ပြီးတော့မှရေပြင်းကပြန်ငိမ့်သွားမယ်
electronic ပန်လန်းဒီမှာလည်းအဲ့လိုပဲအဆင့်နှစ်ဆင့်ရှိပါတယ်အဲ့ဒါတွေကဘာတွေဖြစ်မလဲကြည့်လိုက်ကြအောင် အဲ့ဒီအဆင့်နှစ်ဆင့်ကတော့ transient response နဲ့ steady state response ပါပဲ transient response ကခုနကရက်ကန့်တဲ့က line ကရက်ထက်နေတဲ့ကာလလိုမျိုးပေါ့ပလန်ကအချင်းနဲ့တစ်တစ်ခုကိုအသားကျအောင်စူးစမ်းနေတဲ့အချိန်မှာအဲ့ဒီ line ကရက်ဒီအလုံးငြိမ်သွားပြီးနောက်မှာတော့ steady state response လို့ခေါ်တဲ့တည်ငြိမ်တဲ့နောက်ဆုံးအခြေအနေကိုရောက်သွားတာပါပဲ ဒီလိုရရည်အခြေအနေ transient ဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းကတော့ capacitor မှာလက်စစ်ဆိုင်ရာအရှိန်လို့ခေါ်တဲ့ electrical inertia ရှိနေလို့ပါပဲဥပမာအရှိန်နဲ့မောင်းနေတဲ့ကားတစ်စီးကို brake အုပ်လိုက်တာနဲ့ချက်ချင်းရပ်သွားလို့မရဘူးလေအဲ့ဒီလိုပဲအားပြည့်နေတဲ့ capacitor တစ်လုံးကလည်းသူ့ရဲ့စွမ်းရည်ကိုချက်ချင်းကြီး300ဖြစ်အောင်လုပ်လို့မရပါဘူးအဲ့ဒီလိုတဖြည်းဖြည်းပြောင်းလဲနေရတဲ့အချိန်ဟာ transient response ကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းပါပဲ ခုနကလေ့လာခဲ့တဲ့ theory အလုံးကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချနေကြတယ်လဲဆိုတာကိုကြည့်ပြီးညီကုန်းချိုလိုက်ကြအောင် ခုထိကတော့ပုံကျန်းနေနဲ့ပဲရှင်းပြထဲတာဆိုတော့လက်တွေ့မှာသူတို့ရဲ့ပုံစံစစ်ကဘယ်လိုရှိလဲကြည့်လိုက်ကြအောင်ဒီမှာမြင်နေရတဲ့အတိုင်းပါပဲ capacitor တွေဟာ up ထီလောက်တေးသေးလေးတွေကနေအချိုးရည်ပူးလောင်ကြီးတဲ့အရွယ်အစားအထိအတုံးချမဲ့နေရပေါ်မူတည်ပြီးတော့ပုံစံရောအရွယ်အစားပါမျိုးမျိုးရှိကြပါတယ် capacitor ရဲ့အတုံးဝင်ပုံကတော့တကယ်ကိုအမခံပါပဲသူတို့ရဲ့အချိန်ကိုထိန်းချုပ်နိုင်စွမ်း time constant ကိုအသုံးပြုပြီး timer တွေလုပ်ကြတယ်စွမ်းရည်ကိုခဏတာတိုးလောင်နိုင်စွမ်းကိုတုံးပြီးတော့ကင်မရာမီးလိုမျိုးစွမ်းရည်ပေါက်ကွဲမှုတွေကိုဖန်တီးတယ်ပြီးတော့လျှက်စီးလမ်းကြောင်းကိုချောမွေ့အောင်စစ်ထုတ်ပြီးနိုင်တဲ့အတွက် power ထုတ်ပန့်ရေးပစ္စည်းတိုင်းမှာမရှိမဖြစ်အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေတာပေါ့ နောက်ဆုံးအနေနဲ့စဉ်းစားစရာမိကုန်းလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်ကျွန်တော်တို့ရဲ့ electronic ပစ္စည်းတွေကဒီနေ့ထက်တနေ့ပိုသေးလာတယ်ပိုမြန်လာတယ်အဲဒီတော့စွမ်းရည်ကိုခဏတာတူလောင်ပေးရတဲ့ဒီစွမ်းရည်ဘုံလေးတွေဟာအနာဂတ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ဘလို့ပုံစံတွေနဲ့ပြောင်းလဲတိုးတက်လာရမလဲဒါကတော့ဆက်လက်ပြီးလေ့လာစရာကောင်းတဲ့စီးပွန်စားစရာအကြောင်းအရာတစ်ခုပါပဲ